ပထမဆုံးမေးခွန်းကတော့ ကိုရှိုင်းနဲ့အမတ်အီဘရတို့ရဲ့အမတ်တရလေးတွေချက်လောက်ပြောပြပေးပါနော် အမတ်တရလေးတွေကတော့အများကြီးရှိတာပေါ့ဘာဖြစ်လဲဆိုတော့သူနဲ့ကျမနဲ့ကတရားဝင်ယူထားတဲ့ဇနီးမောင်နှံတွေဖြစ်တယ်လို့သူတိုက်ပွဲရှေ့တန်းထွက်တဲ့အချိန်တိုင်းကျမကနောက်တန်းမှမနေခဲ့ဘူးသူ့နောက်တကောက်ကောက်လိုက်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျမကလည်းချေမုံကြီးကပြီးရဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအမျိုးသားနဲ့လိုက်လံပြီးတော့တိုက်ပွဲပေါ်ဆောင်တဲ့နေရာတွေမှာပါဝင်ဖြစ်တဲ့အခါကြလို့ရှိရင်အမတ်တရတွေအများကြီးရှိတာလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်အမတ်တရတော့မမရရတော့ဗာလဲဆိုတော့ကျမဒီတိုက်ပွဲကြားထဲမှာကြံခဲ့ပြီးတော့ညက်ကြံခဲ့တဲ့အဖြစ်အဲ့လိုမျိုးအဖြစ်နဲ့ဖြစ်ခဲ့ဘူးလေပေါ့နော်အဲ့ဒါကတော့အဲ့လိုမျိုးဖြစ်နေဖြစ်ခဲ့ဘူးတဲ့အချိန်မှာအဲ့ဒီကိုရှိုင်းကကျမအမျိုးသားကအဲ့ဒီအချိန်မှာဘသူမှသွားခေါ်လို့အစင်မပြေတဲ့နေရာတစ်ခုမှာသူကျမကိုရအောင်ဆွဲထုတ်ခဲ့တယ်ပြီးလို့ရှိရင်သူအဲ့ဒီသူ့ရဲ့ဒီတိုက်ပွဲကြားထဲမှာကျမကိုပြောပြီးတော့ပြောလိုက်တဲ့စကားကတော့သူပြောတယ်ပါလဲဆိုတော့သူကျမကိုဆုံးရှုံးရမှာအရင်ကြောက်တယ်တဲ့အဲ့ဒီအတွက်ကြောင့်မလို့တဲ့နောင်ဆိုရင်တော့သူကျမကိုမခေါ်သွားခြင်းဘူးပေါ့နော်အဲ့လိုမျိုးတွေတောင်သူပြောခဲ့တယ်ပြီးလို့ရှိရင်ကျမတို့ဒီလက်ခတ်တောင်တိုက်ပွဲမှာဆိုရင်ကျမစစ်ကူဖြတ်တဲ့အနေအထားမှာသွားပြီးတော့တိုက်ပွဲဖော်ဆောင်မှုတွေလုပ်တယ်ပေါ့နော်အဲ့ကကြလို့ရှိရင်ကျမကရင်မျိုးသမီးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအဲ့အချိန်မှာဒါရွာသူမလူရောက်ခံစားပြီးတော့အဲ့လိုမျိုးရွာတွေကိုဆင်းသွားတဲ့အချိန်ကြီးရှိရပေါ့နော်အဲ့ကကြလို့ရှိရင်ကျမကလည်းကျမမျိုးသားကိုတစ်ဖက်တစ်လမ်းကပေါ့နော်ကျမသွားပြီးတော့ထောက်လန်းလောက်တဲ့အနေအထားတွေရှိတယ်ပြီးလို့ရှိရင်ကျမမျိုးသားကလည်းအရန်တော်တဲ့ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့လင်မယားနှစ်ယောက်ကတော့အလုံးလုံးတယ်ဆိုရင်တော့မှတတိုင်မမေလေးနဲ့ပေါ့နော်အဲ့လိုမျိုးသွားတာတွေတော့အမြဲတမ်းရှိတယ်ပြီးလို့ရှိရင်ကျမအမျိုးသားကလည်းတော်တော်လေးကိုနားလည်မှုရှိပြီးတော့တော်တော်တတိရှိတဲ့ယောက်ျားတစ်ယောက်လည်းဖြစ်တယ်သူကကျမကိုစိတ်ခွန်အားကြီးအများကြီးပေးနိုင်တယ်ပေးစွမ်းနိုင်တဲ့ယောက်ျားတစ်ယောက်လည်းဖြစ်တယ်ပြီးသူအသက်ထက်တော်လန်ရေးကိုသူအများကြီးသူပို့ပြီးတော့ချစ်ကြောင်းကိုလည်းသူကျမကိုအမြဲတမ်းပြောပြခဲ့ဘူးတယ်ကျမတို့ထမင်းလက်စုံစားတာတို့ပေါ့ဒါမှမဟုတ်လို့ရှိရင်ဒါကျမတို့ဒီဖြစ်တယ်လို့ပေါ့နေရတဲ့အနေအထားတွေမှာရှိရပေါ့နော်အဲ့ခါကြလို့ရှိရင်သူပြောပြတာတွေကိုကျမနားထောင်ဖြစ်တယ်ပေါ့နော်ကျမကတာမမိမတယောက်အနေနဲ့ကတော်လန်ကြီးကိုအလောက်ထိအနိုင်အားတိုက်ပါဝင်ဖို့အတွက်ကျမမှာအများကြီးတတ်တိမရှိဘူးတနက်ကြီးတလဲကင်ပြီးတော့ဒါရှေ့တန်းဆိုတဲ့နေရာမျိုးမှာသူချသူတိုက်ကိုတိုက်ဆိုပြီးဒီလက်နက်ကြီးတွေကြီးစံတွေကြားမှာကျမဒီခါကိုရင်ဆိုင်နိုင်ဖို့တတ်တိလုံးဝမရှိခဲ့ဘူးဒါပေမဲ့ကျမသူ့လိုမျိုးသားတယောက်နဲ့ကျမတွေ့ရတဲ့အခါကျတော့ကျမမှာလုံးဝတတ်တိရှိတယ်ကိုလည်းအယမ်းယုံကြည်မှုရှိတယ်သူကျမကိုပြောနေကြစကားတခုရှိတယ်မင်းမလုံနိုင်တာဘာမှမရှိဘူးမင်းဆိုတဲ့မိန်းမကအယမ်းတော်တဲ့မိန်းမတယောက်မို့လို့ငါမင်းကိုရွေးချယ်ခဲ့တာပဲဆိုတဲ့စကားပေါ့နော်သူကကျမကိုအရေးချင်းရှိတဲ့မိန်းမတယောက်လိုမြင်ပြီးတဲ့အတွက်ကျမသူ့နောက်တကောက်ကောက်လိုက်တယ်ဒီနာမည်ရှင်းတာတို့ကျမတို့မိုင်းသွားပြီးတော့ဒီမိုင်းသွားဖော်တယ်ပေါ့နော်မြေမြုပ်မိုင်းတွေပါသွားဖော်လဲကျမတို့လင်မယားနှစ်ယောက်ပဲနာမည်တက်ရှင်လဲကျမတို့လင်မယားနှစ်ယောက်ပဲဘာဖြစ်လဲဆိုတော့သူတခုခုဖြစ်မအောင်လဲကြောက်တယ်ဖြစ်လို့ရှိတော့အတူတူဖြစ်စေချင်တယ်ပေါ့နော်သူကတော့ကျမကိုစိတ်မချဘူးဒါပေမဲ့ကျမကတော့သူ့နောက်အဲ့လိုမျိုးတကောက်ကောက်လိုက်ရတာလေးကိုခြေနှက်တယ်သူ့ကိုလည်းပို့ပြီးတော့စိတ်လုံခြုံမှုပေးနိုင်တဲ့မိန်းမတယောက်ဖြစ်နေလဲကျမအများကြီးကြိုးစားတယ်အမတ်တရားတွေကတော့ထပ်ပြောရလို့ရှိအများကြီးပေါ့နော်သူကကြတော့ကျမကိုအရန်စိတ်ခွန်အားပေးတယ်ဆိုတာကဘာလဲဆိုတော့သူမှလည်းကိုယ်ပိုင်ရည်ချင်းရှိတယ်ပေါ့နော်တခုခုဆိုရင်ယောက်ျားတယောက်ဖြစ်တယ်လို့အရန်လဲကိုချင်းစာစိတ်ရှိတယ်လို့အရန်လဲစာနာတတ်တယ်တခုခုဆိုရင်လည်းအမြဲတမ်းတိုက်ပင်နဲ့ကိုယ့်ရဲ့အိမ်အောင်ဦးစီးဒီအိမ်အောင်ရှင်မတယောက်ပေါ်မှာပေါ့နော်တိုင်ပင်နဲ့ဆွဆွနွေးနွေးတိုင်ပင်တတ်တဲ့ယောက်ျားတယောက်လည်းဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ပို့ပြီးတော့လဲတန်ရုံးစင်ရှိရတယ်လို့ပို့ပြီးတော့လဲသူ့ကိုပို့ချစ်ခဲ့ရတယ်အမတ်တရားကတော့အများကြီးပါပဲပြောလို့တော့မကုန်နိုင်တဲ့အမတ်တရားတွေကျမစီမှာအများကြီးပါပဲနော်ဟုတ်ကဲ့ပါဒုတိယမေးခွန်းလေးကတော့နော်ကိုရှိုင်းကသူ့ရဲ့ရဲဘော်လက်အောက်ငယ်သားတွေကိုဘယ်လိုချစ်ခင်ယူဆိုင်ပြီးလဲဆိုတာတစ်ချက်လောက်ဖြေကြားပေးပါအောင်ခင်ဗျာ
အဲ့ဒါတော့ကျမဘက်ကဒူတွေတူတူအများကြီးပြောစရာမလိုဘူးထင်တယ်ရှင်။ဘာလဲဆိုတော့ဒါကိုရှိုင်းနဲ့တီးတဲ့ရဲဘော်တွေရောကိုရှိုင်းနဲ့မတီးတဲ့ရဲဘော်တွေရောကိုရှိုင်းနဲ့အတူနေဘူးတဲ့ရဲဘော်တိုင်းကကိုရှိုင်းရဲ့စိတ်နေစိတ်ထားကိုအများကြီးသိကြရဲပေါ့နော်။ तू ကအရန်အနစ်နာခံတဲ့လူမျိုးထဲမှာပါတယ်။ပြီးလို့ရှိရင် तू ကသူ့ရဲ့လက်အောက်ငယ်သားရဲဘော်တွေပဲဖြစ်ဖြစ်တခြားသောရဲဘော်တွေပဲဖြစ်ဖြစ် तू ပြောနေကြစကားတခုရှိရဲပေါ့နော်။ तू တဲ့မိသားစုလိုမျိုးပဲပေါ့နော်သွားချင်တယ်သူ့ညီကိုတွေလိုပဲသူ့ညီကိုရင်းလိုပဲသူချစ်ခင်တယ်သူဂယုစိုက်တယ်သူပေးနိုင်တဲ့လောက်လုပ်ပေးနိုင်တဲ့လောက်အရာအားလုံးသူလုပ်ပေးတယ်သူတိုက်တဲ့တိုက်ပွဲတွေဘလောက်ကြမ်းသူ့ညီကိုတွေကိုတယောက်မှသူထားခဲ့တာမျိုးမရှိခဲ့ဘူးသူကဲထုတ်ပေးလာခဲ့တဲ့ကလေးတွေဆိုလည်းအများကြီးရှိတယ်လို့သူ့ရဲဘော်တွေပေါ့ဘလို့မျိုးစိတ်ထားလဲဆိုတာလဲသူနဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့သူတွေရောသူနဲ့အတူတူတာဝန်ထမ်းဆောင်ခဲ့တဲ့ကလေးတွေရောအကုန်လုံးအသိပါပဲရှင့်ဟုတ်ကဲ့ပါတတိယမေကွန်လေးကတော့ကိုရှိုင်းရဲ့တော်လန်ရေးပေါ်ထားတဲ့ခံယူချက်ကလေးကိုဖြေကြားပေးပါအောင်ခင်ဗျာကိုရှိုင်းကတော်လန်ရေးပေါ်ထားတဲ့ခံယူချက်ကတော့သူ့ရဲ့ခံယူချက်ကသူ့စိတ်ဆန္ဒကသူ့လှုပ်ဆောင်ချက်တဲ့တောင်ပို့ပြီးတော့ပြင်းပြတ်တယ်ဆိုတာကိုကျမအနေနဲ့တွေ့ခဲ့ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကျမအမျိုးသားကကြံတာသူဘာမှစိတ်မဝင်စားဘူးပေါ့ဘာဖြစ်လဲဆိုတော့ तू ကစစ်တိုက်မယ် तू လောက်ကြရှိတာလုပ်မယ်အဲ့လိုမျိုးလူစားမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ तू ပြောနေကြစကားတခုတော့ရှိတယ်ဒါသူ့ရဲ့ interview တွေမှာလည်း तू ဖြေတယ် तू ပြောနေကြလည်းဖြစ်တယ် तू ပေါင်းတယ် तू မိတ်ဆွေတွေရော तू ရဲဘော်တွေကိုရော तू record စီပြီးတော့ပြောတဲ့အခါကြားလို့ရှိပါပြောလဲဆိုတော့ငါတီမာထက်ဒီတော်လန်ရေးမအောင်မြင်မအောင်ငါကြောက်ဆုံးမယ်ဆိုတဲ့စကားပေါ့နော်အဲ့စကားတော့သူ့အတွက်သမိုင်းတွင်စီတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ तू တေရမအောင် तू မကြောက်ခဲ့ဘူးဘယ်တော့မှလည်း तू မကြောက်ခဲ့ဘူးဘာဖြစ်လဲဆိုတော့စစ်သားဆိုတာစစ်တိုက်ရင်တေရမယ်တနေ့ကျရင်မင်းတာကိုလက်ခံနိုင်ရမယ်နော်ဆိုတာ तू အမြဲတမ်းကျမကိုခဏပြောခဲ့ဘူးတယ်ပေါ့နော်သူရဲ့တိုက်ပွဲလှုပ်ဆောင်ချက်တွေကိုလည်းတစ်ချက်ကြည့်လို့ရှိရင် तू ဘလောက်ကြိုးစားခဲ့လေတေချင်းတရားကို तू လုံးဝမကြောက်ရွံ့ဘူးဆိုတာပို့ပြီးတော့လည်းပို့နားလေလိမ့်မယ်ပေါ့နော်ပြီးကိုရှိုင်းဆိုတဲ့လူကကြတော့ तू ကကြတော့ကင်းလူမျိုးပေါ်မှာတော်တော်ချစ်မြတ်နိုးတဲ့ဗမာမျိုးသားတစ်ယောက်လည်းဖြစ်တယ်သူကကရင်လူမျိုးတွေအတွက်လည်းသူအများကြီးလုပ်ပေးခြင်းနဲ့ဒီတော်လန်ရေးကိုလည်းအမြန်ဆုံးသူကပြီးစေခြင်းနဲ့သူကအကုန်လုံးကိုစွတ်လွတ်ပြီးတော့အကုန်လုံးကိုပြစ်ချပြီးတော့လာခဲ့တဲ့လူတစ်ယောက်မို့လို့သူ့အတွက်ကတော့ဘာမှထွေထူးမလိုအပ်ဘူးပြီးရင် तू ကတော်လန်ရေးကိုပဲပို့ပြီးတော့လိုအပ်တယ်ဆိုပြီးတော့तू အဲ့လိုမျိုးပြောခဲ့ဘူးတာတွေလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ကျမအနေနဲ့မြင်ရတာကတော့ဒါယောက်ျားတစ်ယောက်အနေနဲ့သူ့ကိုမြင်ရတာအရန်ရဲရစ်ပြီးတော့ပြတ်သားတဲ့ယောက်ျားတစ်ယောက်ပြီးကျမသူ့ကိုမြင်ရတယ်အဲ့ဒီအတွက်ကြောင့်မလို့လဲကျမသူ့ကိုပို့ပြီးတော့သဘောကျရတယ်ပေါ့နော်ကိုယ့်ရဲ့ဒါလင်ယောက်ျားအမျိုးသားတစ်ယောက်ထက်စားလို့ရှိဒါကိုယ့်ရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်လူလဲသူ့ကိုမြင်တယ်လှုပ်ဆောင်နိုင်မှုအရေးချင်းအရန်ပြည့်ဝပြီးတော့တာဝန်ယူတာဝန်ခံမှုအများကြီးရှိတဲ့ယောက်ျားတစ်ယောက်လူလဲသူ့ကိုမြင်တယ်သူကတော်လန်ရေးအပေါ်မှာတော်ကြီးကိုမှစိတ်နစ်ထားတဲ့လူတစ်ယောက်ဖြစ်တယ်လို့လဲကျမသိတယ်မြင်ရတယ်ပေါ့နော်စစ်တိုက်မယ်ဆိုပြီးသူစိတ်ထဲမှာအဲ့ဒါပဲရှိတယ်ပြီးလို့ရှိရင် तू ကဘယ်လိုပြောမလဲဆိုတော့ तू ကကြတော့ဒီစစ်တိုက်တယ်ဆိုတာကလူရန်တချင်လို့ तू စစ်တိုက်တာမဟုတ်ဘူးလို့ तू ကျမကိုပြောခဲ့ဘူးတဲ့ဒီစစ်သုံးပန်းတွေကိုဖမ်းမိတဲ့အခါကြလို့ရှိရင်ဒါတချို့စစ်သုံးပန်းတွေဆိုအတိပါပေါ့နော်ကုံတော်ရေးဆောင်မှာ तू ဖမ်းမိလာတဲ့စစ်သုံးပန်းတွေဆိုရင် तू ကောင်းမွန်ဆက်ဆံနေပြီးလို့ရှိရင်တွေ့ရင်လမ်းမှာတွေ့တဲ့အတိုင်း तू မုတ်ဘိုးတွေပါပေးတယ်तू ချစ်တယ်ဘာဖြစ်လဲဆိုတော့ तू ပြောနေကြစကားတခုရှိတယ်ပေါ့နော်စစ်သားဆိုတာတဲ့တိုက်ပွဲမှာကြာမှရန်သူပေါ့နော်တကယ်ဒါတိုက်ပွဲတွေမရှိတဲ့အခါငါတို့တွေကညီကိုလိုပဲငါတို့တွေကမိတ်ဆွေပေါင်းသင်းတွေပဲဆိုပြီးတော့အကောင်းဆုံးမိတ်ဆွေတွေလိုပဲဆိုပြီးတော့ तू အမြဲတမ်းအဲ့ဒီတုတ်ပန်းတွေကိုပြောပြတယ်တင်ပြတာတွေရှိတယ်ပေါ့နော်အဲ့စစ်သုံးပန်းတွေအနေထားလဲကိုရှိုင်းဆိုအရန်ချစ်ကြတယ်လေးစားကြတယ်ပေါ့နော်ဒီရဲဘော်အချင်းချင်းတည်းကရောသူ့ရဲ့ခေါင်းဆောင်ပိုင်းတွေကရောကိုရှိုင်းဟုဆိုပို့ပြီးတော့ချစ်ကြတယ်လေးစားကြတယ်ဆိုတာကလည်းသူ့လိုမျိုးယောက်ျားတစ်ယောက်ကသူများမလုံနိုင်တဲ့အရာကိုလုံနိုင်တယ်သူများထက်ပိုပြီးတော့တွေးပေါ်တတ်တယ်ထူးချွန်နေပေါ့ကွယ်အဲ့လိုမျိုးညံရီကလည်းအရင်မြင့်မာတဲ့ယောက်ျားတစ်ယောက်ဖြစ်တယ်အရာကိုသူကအများကြီးတွေးတယ်ရဲရစ်ပြီးတော့ပြက်သားတယ်ဘာကြောင့်လဲဆိုတော့သူက
ကျမကကြောက်အမျိုးသမီးဆိုတော့နည်းနည်းကြီးကြောင်ဖြစ်တဲ့ပုံစံမျိုးတွေရှိတယ်တလားအဲ့ဒီအတွက်ကြတော့ကျမတချို့နေရာတွေမှာအကြံပေးတာကြာသူ့အတွက်အဆင်မပြေနိုင်တဲ့အနေအထားတွေရှိတယ်အဲ့ဒီအတွက် तू ကဒါဝငါလုံမယ်ကွာဆိုပြီးမိမကြီးဒါဝငါလုံမယ်ဆို तू အဲ့ဒါကိုရအောင်လုံနိုင်တယ်ပေါ့နော်တော်တော်ကြီးကိုအရေးချင်းရှိတယ်လို့ပဲပြောရမယ်ပြီးလို့ရှိရင် तू လုံမယ်လို့ဆုံးဖြတ်ချက်ထားတဲ့အရာတစ်ခုကို तू ဘယ်တော့မှနောက်ဆက်မတည်ဘူးသူ့ကိုဘယ်သူပါပြောလဲ तू ဂယုမဆိုင်ဘူးအဲ့လိုမျိုးယောက်ျားတစ်ယောက်မျိုးပေါ့နော်အဲ့ဒီအတွက်အရန်တော်တယ်ပြီးလို့ရှိရင်ပို့ပြီးတော့ရဲရီပြက်သားနဲ့သူ့ကိုဘယ်သူမှထိန်းကိုစရာမလိုပဲနဲ့သူ့ကိုသူဘို့လို့ပြောမလဲဆိုတော့သူ့ကိုသူမြင့်တင်နိုင်တယ်ပေါ့နော်မြင့်တင်နိုင်တဲ့စွမ်းရည်လည်းရှိတယ်အစွမ်းစလည်းရှိတဲ့အတွက်ကြောင့်မလို့သူ့လိုယောက်ျားမျိုးနဲ့ကျမဒီလိုမျိုးတွေးဆုံခဲ့ရတဲ့တော်လန်ရေးကာလတွင်တွေးဆုံခဲ့ရတဲ့အနေအထားမှာကျမအများကြီးကိုဝမ်းသာပီတိဖြစ်တယ်ဂုံလဲဂုံယူတယ်ရှင်ဟုတ်ကဲ့ပါဒီမေးခွန်းလေးကတော့နောက်ဆုံးမေးခွန်းပေါ့နော်နောက်ဆုံးမေးခွန်းလေးကဘာလဲဆိုတော့သူရဲကောင်းတဦးရဲ့ဇနီးမယားတစ်ယောက်ရဲ့ခံစားချက်နဲ့ခံယူချက်ကလေးကိုဖြေကြားပေးပါဦးခင်ဗျာသူရဲကောင်းတူရဲ့ဇနီးမယားတယောက်အနေနဲ့ခံစားရတဲ့ခံယူချက်ကတော့ဘာဖြစ်ဖြစ်ဒီမျိုးသားနဲ့ကိုနဲ့ကသက်ဆိုင်ပြီးဆိုရင်တော့သူ့ရဲ့ဝါသနာသူ့ရဲ့ယက်တီချက်တွေယက်တီမှုတွေကိုအကောင်းဆုံးကူညီပံ့ပိုးပြီးလှုပ်ဆောင်ပေးနိုင်မဲ့မိမတယောက်ဖြစ်ချင်တယ်အဲ့လိုမျိုးဖြစ်အောင်လဲလုပ်ပေးချင်တယ်ပေါ့နော်အဲ့အတွက်လဲသူ့အနာရှိနေတဲ့အချိန်တုန်းကဆိုရင်လဲကျမနဲ့သူနဲ့ဆိုရင်ပေါ့နော်ဒီတိုင်းတိုက်ပွဲကြားထဲမှာရောဘယ်နေရာမဆိုပေါ့နော်လင်မယားနှစ်ယောက်အမြဲတမ်းတွေ့ရတယ်အကောင်းဆုံး sponsor နေတဲ့သူ့ကိုပေးချင်တယ်ပေါ့နော်သူ့လိုလူကလည်းတော်လန်ရေးအပေါ်မှာ तू ကဘယ်လိုပြောမလဲဆိုတော့သူ့ခံယူချက်ရယ်သူ့စိတ်ထားရယ်သူ့ရဲ့ရဲရင့်မှုသူ့ရဲ့တည်ကြည်မှုသူ့ရဲ့ပြတ်သားမှုတွေကပေါ့နော်တော်လန်ရေးကိုအကောင်းဆုံးမောင်းမြင်တာတွေကိုလည်းကျွန်မမြင်ရတယ်အဲ့လိုမျိုးယောက်ျားတစ်ယောက်မြင်ရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လည်းဒီယောက်ျားပို့ပြီးတော့ဘယ်လိုပြောမလဲဆိုတော့ပိုပြီးနှစ်သက်ဖို့ကောင်းတဲ့ယောက်ျားတစ်ယောက်ဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် तू ကသူ့ကိုသူထက်သူ့ရဲ့ရဲဘော်လက်အောက်ငယ်သားတွေရောဒီသူ့ရဲ့ရဲဘော်ရဲဘက်တွေရော तू အရန်ကိုချစ်တယ်ပြီးလို့ရှိရင် तू ကဒီတော်လန်ရေးကိုလည်းချစ်တယ်လို့ तू ပြောနေကြစကားတစ်ခုရှိတယ် तू သူ့ကလေးတွေကိုပေါ့နော်သူ့ရဲဘော်လေးတွေကို तू ဘာမှထိခိုက်တာမျိုး तू မမြင်ချင်ဘူး तू အဲ့လိုမျိုးတွေတကယ်လို့ဖြစ်ခဲ့တယ်ဆိုရင်တော့မှပေါ့နော်သူအရန်ခံစားရတယ်ယောက်ျားတည်းမဲ့သူမျက်ရည်ကျရတဲ့အချိန်တွေအနေထားတွေအများကြီးရှိတယ်သူပြိုလဲတဲ့အချိန်တွေလည်းရှိတယ်ပေါ့နော်ခံစားချက်ကတော့သူ့လိုမျိုးသားတယောက်ကိုကျမအနေနဲ့သူအသက်ရှိစဉ်တုန်းကရောပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက်အရန်လဲကိုဂုံယူတယ်ပြီးလို့ရှိရင်သူ့လိုဒီလိုမျိုးယောက်ျားတယောက်နဲ့ကိုနဲ့ကဒီလိုမျိုးစုံခဲ့ရတယ်หนีခဲ့ရတယ်ကြုံခဲ့ရတယ်ခက်ခဲမှုများစွာကိုလည်းဖြတ်တန်းခဲ့ရတဲ့အတွက်ကြောင့်မလို့ယောက်ျားတယောက်ရဲ့ချစ်ချင်းမြတ်တာကလည်းသူ့ပေးစွမ်းနိုင်ကန်ရှိခဲ့တယ်ပေါ့နော်သိခဲ့ရတယ်ပြီးလို့ရှိရင်ကျမအနေနဲ့ကသူ့ပေါ်အများကြီးလုပ်ပေးချင်သေးတယ်။ဘာဖြစ်လဲဆိုတော့ကျမအမျိုးသားကိုဒီထက်ပိုကောင်းမှုနဲ့လှုပ်ဆောင်ချက်တွေတော်လန်ရေးအပေါ်မှာပို့ပြီးတော့အလုပ်ပေးနိုင်တာမျိုးကိုကျမမြင်ချင်သေးတယ်။ကျမတို့လင်မယားနှစ်ယောက်ပေါ့နော်။အတူတူတိုက်ပွဲဝင်ပြီးတော့အတူတူရှေ့တန်းထွက်ပြီးသူ RPG ထမ်းတဲ့အချိန်ကျမ RPG သီးကိုလိုက်ပြီးတော့အဲ့လိုမျိုးပယ်ပေးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကျွန်မအများကြီးစူးစမ်းခဲ့တယ်လှုပ်ပေးနိုင်ခဲ့တယ်ဒါပေမဲ့လှုပ်ခွင့်မရှိနိုင်တော့တာပဲရှိတာပေါ့နော်အဲ့အတွက်ကျွန်မလုံးဝနှောင်တမရခဲ့ဘူးသူ့ကိုဆုံးရှုံးရတဲ့အတွက်ဘာဖြစ်လဲဆိုတော့ကျွန်မကသူ့ကိုအများကြီးကူးဆိုင်ပေးတဲ့မိန်းမတစ်ယောက်ဖြစ်တဲ့အတွက်သူ့ရဲ့လှုပ်ဆောင်ချက်တူလည်းဘရောမှမကန့်ကွက်တဲ့မိန်းမတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုပို့ပြီးတော့ချစ်ပေးခဲ့တယ်ကူးဆိုင်ပေးခဲ့တဲ့အတွက်ကြောင့်မလို့နှောင်တမရခဲ့ဘူးဆက်လက်ပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုကူညီပြီးတော့မဝင်လှုပ်ပေးနိုင်တော့တာကိုပဲပို့ပြီးတော့နှောင်တရတယ်ပေါ့နော်နောက်ပိုင်းကတော့ဗာလဲဆိုတော့အကောင်းဆုံးမိန်းမတစ်ယောက်ဖြစ်သူညင်ရှင်တဲ့ပုံစံမျိုးဖြစ်ကျမဆက်ပြီးတော့ရတည်မယ်ကျမအမျိုးသားရဲ့ဂုံဆိုတာသူ့ရဲ့ဒီတတိဂုံပြီးလို့ရှိရဲရင့်တဲ့ဂုံလှုပ်ဆောင်ချက်ဂုံတွေပေါ့နော်အဲ့ဒီဂုံတွေကိုကျမအနေနဲ့ကတော်လန်ရေးရဲ့ဒီပေးဆက်သွားတဲ့ကြဆုံးသွားတဲ့ဒီသူရဲကောင်းစနီးမယားတယောက်အနေနဲ့ကျမစားလို့မကုန်ပါဘူးရှင့်ဘာဖြစ်လဲဆိုတော့သူရှိစင်ကရောသူမရှိစင်ကရောဒါကဘာတူလဲမနော်ဧပြီစီးပါဆိုရင်ဒါကိုရှိုင်းရဲ့အမျိုးသမီးလားဆိုရင်ကျမဘယ်နေရာသွားဘာတူမဆိုကျမကိုချစ်ခင်နှစ်သက်ပြီးနှုတ်ဆက်ဖော်ရွေနဲ့ခေါ်ပြောဆက်ဆံတာတွေကိုတွေ့မြင်ခဲ့ရတယ်အဲ့ဒါတော့ကျမအမျိုးသားရဲ့တီကြီးရဲရည်ပြတ်သားမှုတော်လန်ရေးပေါ်တစ္ဆာစောင့်တည်မှုတော်လန်ရေးပေါ်အကောင်းဆုံးလှုပ်ဆောင်မှုတွေကြောင့်တံပြန်ရတဲ့ချစ်ချင်းမြတ်တာတွေလို့လည်းကျမမြင်တယ်ပြီးလို့ရှိရင်သူလူတွေပေါ်ထားတဲ့ချစ်ချင်းမြတ်တာတွေကြောင့်ကျမလည်းအဲ့ဒီအရာကိုပြန်ပြီးတော့တံပြန်ရတယ်လို့လည်းကျမမြင်ပါတယ်ရှင့်
အခုလိုကျွန်တော်ရဲ့အစီအစဉ်ကိုလာရောက်ဖြည့်ချပေးတဲ့မက်နော်ဧပြီဆေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကဲပါရှင်ကျွန်မဘက်ကလည်းအခုလိုမျိုးဖြည့်ချခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးလို့ရှိရင်ဒီဝိုင်းဝန်းကူညီပေးကြတဲ့ Asrite ကညီကိုမောင်နှမအားလုံးကိုလည်းကျေးဇူးအများကြီးတင်တယ်လို့အစအနေအဆုံးထိကြည့်ရှုပေးကြတဲ့မိဘပြည်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်မအနေနဲ့ပြောကြားလိုပါတယ်ရှင် ပြည်သူတွေအနေနဲ့တော်လိုင်းရေးမှာကျွန်တော်လိုမျိုးတော်ရဲကိုလိုက်လာပြီးတော့စစ်မတိုက်တာလည်းကျွန်တော်ဝမ်းမနေဘူးကျွန်တော်လည်းအတူတူချုပ်ပြောခဲ့ဆန္ဒပြခဲ့ပြီးတော့ရှိခဲ့ကြတယ်ဘယ်လိုကခုကျတော့မင်းတို့ဘယ်ရောက်သွားပြီလဲတော့အိမ်ဆောနေမပြောက်ဘူးဝါမပြောက်ဘူးသူတို့လွတ်လပ်ပိုင်ွယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကလည်းသူတို့ဘာမှပြောတဲ့စကားမရှိဘူးပြောရေပေါ်စီတော့မတုံးတဲ့တုံးချင်တုံးသူတို့အဲ့လိုမျိုးလွတ်လွတ်လပ်လပ်အဲ့လိုမျိုးပျော်ပျော်ရွှင်နေဖို့အတွက်ကိုသူတို့တက်ပို့ပြီးတော့လုံရဲတဲ့ကျွန်တော်တို့လုံနိုင်တဲ့ကျွန်တော်တို့ကတော်ထဲမှာလာပြီးတော့လုပ်ပေးတာအဲ့အတွက်ကို choice နဲ့သူတို့ choice နဲ့သူတို့လုပ်ပေးခဲ့ပြီးသွားပြီပဲလမ်းပေါ်မှာအများကြီးလူတွေအများကြီးဆန္ဒထွက်ပြခဲ့ပြီးသွားပေးပြီးသွားပြီသူတို့တောင်းဝင်ကြည့်တယ်အဲ့ဒါပတ်သက်ပြီးငါတို့တော်ထဲရောက်မလာလို့မပါလာလို့စိတ်ဆိုးရမယ်ဆိုတဲ့ဟာမျိုးကဒါကျွန်တော်တို့ကအရန်အတ္တကြီးဆောင်အောင်မို့ကျွန်တော်တို့တော်လိုင်းနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ရင်ထဲမှာတော်လိုင်းစိတ်ကလေးရှိနေတောင်းဝင်ကြည့်ပြဆိုကြတော့စိတ်ရှိတယ်လာမလုံးနိုင်တာမလုံးရဲတာရှိအကုန်လုံးတနိုင်ငံလုံးတော်ထဲရောက်လာလို့ရှိရင်ဘယ်လိုလုပ်ရမလဲအဆင်ပြေသွားမလားရှိတဲ့လူကရှိလို့ရှိရမယ်တည်တဲ့လူကတည်လို့တည်ရမယ်အဲ့လိုပဲ